ဘယ်တော့မှလာစားမရတဲ့အိမ်ပေါ်ဟာအမေပဲဘယ်တော့မှလည်းလာကမရဘူးကဘာပေါ်မှာအကောင်းဆုံးသောစဖို့မှုအယောက်100 1000 1000စုလိုက်ပါကို့အမေလောက်ကောင်းတဲ့စဖို့မှုမရှိဘူးဘသူတွေဖြော်တဲ့ကော်ဖီဘလောက်ကောင်းတယ်ပြောအမေဖြော်တဲ့ကော်ဖီဟာနတ်တုတ်တာလို့ပဲသိပြီးအရသာရှိတယ်ဘလောက်တန်ဖိုးကြီးတဲ့နာယီနိုးဆက်ဖဲဖြစ်မနဲ့ဟဲ့ကောင်ဟဲ့သမီးမနဲ့မိုးလိမ့်မီထတော့စာချက်တော့လို့ပြောတဲ့အကောင်းဆုံးနှိုးဆက်ဟာလေအမေပဲလေဒီလိုပါပဲသိလှပါတယ်ဆိုတဲ့တူနာပြုဆရာမအဖြူအနေဝက်ကလေးတွေဘလောက်ပဲချောပြီးကျင်နာပြုစုတတ်တယ်ပြောတို့များမင်းတို့နေမကောင်းတဲ့အခါအကောင်းဆုံးသောတူနာပြုဆရာမဟာအမေပဲကဘာပေါ်မှာအတော်ဆုံးဆိုတဲ့တက္ကမူးတွေဟာအမေဆိုတဲ့အိမ်ဆောင်တက္ကမူးလောက်စိတ်မရှိဘူးနော်အမေဟာ love ထဲမှာ CRE ကဲထည့်ထားတာကိုအမေလို့ခေါ်တယ်ဒါကြောင့်မို့လို့ပထမဦးဆုံး love ကိုကဲပေါင်းကြည့်ရင်အမေလို့အဓိပ္ပာယ်ရတယ်မေမေတာချစ်တဲ့မေမေစီစဉ်ငယ်ကျွေးမဲ့ချစ်ချင်းတွေလိုက်ဆိုနော်ကဘာမီကိုတာယာပါစေမေမေနေကောင်းလားမေမေ